အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့0 to Hero MM channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တော့အားလုံးအတွက်အကျိုးရှိမယ့်အကြောင်းအရာလေးတစ်ခုမျှဝေပေးခြင်းပါတယ်အဲ့ဒါဘာလဲဆိုတော့တုံညကနေအောင်မြင်လာသူတွေရဲ့လျှို့ဝှက်ချက်ပဲဖြစ်ပါတယ်ကဲဒီလျှို့ဝှက်ချက်လေးကိုသိအောင်အချိန်မဆွဲပဲစလိုက်ကြရအောင်တုံညဘွားကနေစတင်ခဲ့ပြီးအောင်မြင်သွားတဲ့လူတွေစီမှာဘယ်သူမှမသိသေးတဲ့လျှို့ဝှက်ချက်တစ်ခုရှိပါတယ်အရင်နေ့မရှိလို့ကြောထောင်းနောက်ခံမရှိလို့ဆိုပြီးကိုဘွားကိုအားငယ်နေပါသလားအောင်မြင်မှုဆိုတာပြည့်စုံသူတွေပါရမရှင်တွေအတွက်ပဲတည်တံ့ဖန်တီးထားတာလို့ထင်နေတင်မှားသွားပါလိမ့်မယ်လူအများစုကတုံညာဘွားကနေစတင်ရမှာကိုကြောက်ရွံ့တက်ကြသလိုလမ်းခုလက်မှာကြုံတွေ့ရတဲ့အခက်အခဲလေးတွေကြောင့်ပဲကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲမဖော်ဘဲနဲ့အလွယ်တကူလက်လျှော့လိုက်တတ်ကြပါတယ်တကယ်တော့တုံညာဘွားကနေကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေရရှိသွားတဲ့သူတွေစီမှာဘယ်သူမှတေချာမသိသေးတဲ့လျှို့ဝှက်ချက်တစ်ခုရှိပါတယ်အဲ့ဒါပါလဲဆိုတော့အကြောင်းကြက်မပေးခြင်းနဲ့အရှုံးမပေးတဲ့ဇွဲပါပဲသူတို့မှဘာမှမရှိတဲ့အတွက်ဆုံးရှုံးစရာလည်းမရှိဘူးဆိုတဲ့စိတ်ဓာတ်နဲ့ရဲရဲဝံ့ဝံ့စွန့်စားကြတယ်လိုအပ်တဲ့ပညာရက်တွေကိုနေမနာညမှာအားလေးလာစီးပူးကြတယ်ပင်မတဲ့ချိန်တွေမှာတော့မှဇွဲမလျှော့ပဲနေစဉ်ပုံမှန်ဆက်လက်လှုပ်ဆောင်သွားတဲ့အလေးကျင့်ကောင်းတွေကိုတိဆောက်ကြပါတယ်ဒါဟာသူတို့ရဲ့အကြီးမားဆုံးသောအောင်မြင်မှုရဲ့လျှို့ဝှက်ချက်တစ်ခုပါဒီလျှို့ဝှက်ချက်တွေစိတ်ဓာတ်တွေကိုတင်းဘွားမှာစပြီးတော့တုံးချကြည့်မယ်ဆိုရင်တင်လက်ရှိရောက်နေတဲ့အခြေအနေကနေတိတိတသာပြောင်းလဲတိုးတက်လာတာကိုမြင်တွေ့ရပါလိမ့်မယ်ခက်ခဲတွေကိုရင်ဆိုင်ကြော်ဖြတ်နိုင်တဲ့ခွန်အားတွေရရှိလာပြီးမကြခင်မှာတင်မျှော်မှန်းထားတဲ့အောင်မြင်မှုပန်းနိုင်စီကိုတေချာပေါက်ရောက်ရှိသွားမှာပါတင်ရဲ့စတင်ရနေရာကတုံညာဖြစ်နေပါစေတင်ရဲ့ပန်းနိုင်ကရာနှုံးပြည့်အောင်မြင်မှုဖြစ်နိုင်ပါတယ်ကဲဒီလျှို့ဝှက်ချက်လေးကိုတည်တော်ပြီဆိုတော့တင်ရဲ့အိမ်မက်ကရောပါလဲအဲ့ဒီအိမ်မက်အတွက်ဒီနေ့ဘာတွေစတင်လှုပ်ဆောင်နေပြီလဲဆိုတာကိုcomment မှာရေးခဲ့ပေးပါအောင်နော်ဒီလိုခွန်အားဖြစ်စေမယ့်ဗီဒီယိုတွေကိုအပတ်စဉ်ကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့နဲ့အောင်နော်